အသက်82နှစ်မှာကိုယ်တိုင်ကုတ်ရေးတင်ပြီးတော့ဂိမ်းတစ်ခုပြုလုပ်ပြခဲ့တဲ့ဖော့ဖော့ဒါကတော့အသက်82နှစ်ရွာဂျပန်နိုင်ငံကဖော့တယောက်ပါဒူမကတက်တူရော်သူတွေစော့ဖို့တော့ဂိမ်းကိုရှာမတွေ့တဲ့အကြောင်းဘသူမှမထင်မှတ်ထားတဲ့လောက်ရက်ကိုလောက်ခဲ့ပါတယ်အဲ့ဒါကတော့ကိုယ်တိုင်ကုတ်ရေးတင်ပြီးတော့ဂိမ်းတစ်ခုလောက်ဖို့ပါပဲဒူမရဲ့ဂိမ်းကခုဆိုရင်တောင်းလောက်ဆွဲတဲ့လူပေါင်း3သိန်းကျော်တိရှိနေပြီးဖြစ်ပြီး rain တင်နေနဲ့လဲကျဲ9ဖွတောင်ရထားတယ်လို့သိရပါတယ်ဒီနေ့မှာတော့အသက်83နှစ်မှာကိုယ်တိုင်ကုတ်ရေးတင်ပြီးတော့ဂိမ်းတစ်ခုပြုလုပ်ပြခဲ့တဲ့ဂျပန်နိုင်ငံကဖော့ဖော့ချောင်းကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ဒူမကဘယ်ကနေဘလို့ဖြစ်ပြီးကုတ်ရေးတာကိုတင်ဖြစ်သွားတာလဲဘလို့ဂိမ်းမျိုးကိုကုတ်ရေးခဲ့တာလဲဆိုတာကိုတော့ဒီဗီဒီယိုထဲမှာတူတူဆက်ပြီးတော့ကြည့်လိုက်ရအောင်ပါဒီဖော့ဖော့ရဲ့နာမည်ကတော့မာဆာကိုဝါကာမီယာပဲဖြစ်ပါတယ်ဒူမကစောဂျီဂရဲကတစ်ဆန်းတွေကိုစိတ်ဝင်စားတယ်လို့အသက်ပညာတစ်တင်ယူရတာကိုလည်းကြိုက်တဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်ဒူမတက်58နှစ်မှာပထမဆုံးလက်တော့တစ်လုံးကိုဝယ်ယူပြီးတော့အသုံးပြုခဲ့ပါတယ်ကွန်ပျူတာသုံးရတာကိုချိန်တိုတွင်းကြိုက်တော့ခဲ့တဲ့ဒူမကတခြားရွာသူတွေကိုလည်းအင်တာနက်သုံးပြီးတော့ချင်းချင်းချိတ်ဆက်စကားပြောဖို့တော့လိုက်တင်ပေးခဲ့ပါသေးတယ်ဒူမကနေရာပေါင်းဆောင်ကိုတွားပြီးတော့တက်ချီရော်အုပ်တွေနဲ့အင်တာနက်ကိုတုံးတက်ဖို့တင်တန်းတွေလုပ်ခဲ့ပါတယ်ဒီလိုနဲ့တရားမှာတော့တက်ချီရော်အုပ်တွေတွား application တွေထို့တစ်ဖြစ်လူကြီးတွေစော့ဖို့တွားဂိမ်းဆိုတာမျိုးမရှိတာကိုဖော့ဖော့မာဆာကိုတယောက်တတိထားမိခဲ့ပါတော့တယ်ဒါနဲ့သူမလည်းလူငယ် developer လေးတွေကိုလူကြီးတွေတွားဂိမ်းရေးပေးဖို့တွားပြောခဲ့ပါတယ်ဖြစ်ချင်တော့လူငယ်တွေကလည်းလူကြီးတွေဘယ်လိုဂိမ်းမျိုးစော့ချင်တယ်ဆိုတာကိုမသိတာကြောင့်ဖော့ဖော့မာဆာကိုပဲကိုဘာသာကိုရေးကြည့်ပါလားဆိုပြီးပြန်တိုက်တွန်းခဲ့ကြပါတယ်ဘသူမှမထင်ထားတာကတော့မာဆာကိုကတကယ်ကြီးကုတ်ရေးတာကိုသူ့ဘာသာကိုတင်ခဲ့မယ်ဆိုတာပါပဲအဲ့ဒီချိန်မှာအသက်82ရှိသွားပြီဖြစ်တဲ့မာဆာကိုကကုတ်ရေးတာကိုစာအုပ်တွေကနေစစ်သူ့ဘာသာကိုလေးလာပြီးတော့လူကြီးတွေစော့ဖို့တော့ဂိမ်းတစ်ခုကိုရေးစွာဖြစ်သွားခဲ့ပါတယ်သူမလောက်ခဲ့တဲ့ဂိမ်းကတော့ဟီနာတန်လို့ခေါ်တဲ့ဂိမ်းပဲဖြစ်ပါတယ်ဒီဂိမ်းကဂျပန်နိုင်ငံမှာနှစ်ထောင်ကြီးကြာနှစ်စဉ်ကျင်းပခဲ့တဲ့ရိုးရာပွဲကိုအခြေခံထားတာပဲဖြစ်ပါတယ်။ဂိမ်းကိုစော့မယ်ဆိုရင်တော့ရိုးရာတိုင်းဘသူနဲ့ဘယ်ပစ္စည်းကိုဘယ်နားမှာထားမယ်ဆိုတာမျိုးလုပ်ပေးခဲ့ရတာပဲဖြစ်ပါတယ်။ဒီလိုမျိုးအရှိရိုးရာစင်လာနဲ့ပတ်သက်လာရင်လူကြီးတွေကကျွမ်းကျင်ကြတာကြောင့်ဒီဂိမ်းကဖိုးဖွားတွေအကြိုက်ဖြစ်လာခဲ့ပါတော့တယ်။လက်ရှိမှာတော့ဒီဂိမ်းကိုဒေါင်းလော့ဆွဲတဲ့လူပေါင်း3သိန်းကျော်ရှိနေပြီးဖြစ်ပြီး rain တင်နေနဲ့လည်းကျဲ9ပွေတောင်ရထားပါတယ်။ဒူမကဒီဂိမ်းကိုလူကြီးတွေနဲ့တွေ့ဆုံပွဲတွေမှာမိတ်ဆက်ပေးခဲ့ပြီးလူကြီးတွေစော့နေတာကိုမြင်ရတာပျော်တယ်လို့လည်းဆိုရတယ်။နောက်ပြီးလူကြီးတွေနေနဲ့အင်တာနက်နဲ့နည်းပညာကိုအသုံးပြုပြီးတော့လောကကြီးကိုမျက်စိဖွင့်နားဆိုကြည့်သိပါတယ်လို့လည်းပြောခဲ့ပါသေးတယ်။ကျွန်တော်တို့နိုင်ငံမှာကတော့အသက်50လောက်ဖြစ်လာပြီးဆိုရင်ကိုယ့်ကိုအိုတော့ပြီးဆိုပြီးတော့ပညာရဲ့တစ်ဆန်းတွေနေပညာတစ်တွေရဲ့နောက်ကိုမလိုက်ကြော့တော့တဲ့သူတွေကတော့အများကြီးပါပဲတကယ်တော့ကိုမတာလှုပ်ချင်တဲ့စိတ်ရှိမယ်ဆိုရင်အသက်ရောဆိုတာကကိန်းကနန်းခုတာပါပဲဒါကြောင့်လူကြီးတွေရောလူငယ်တွေရောဖော်ဖော်မာစာကိုနာမနာယူပြီးတော့ဘဝမှာတစ်ဆန်းတွေကိုတင်ယူဖို့မကြောက်ကြပါနဲ့လို့တီဗီရုံကနေတိုက်တွန်းလိုက်ရပါတယ်ခင်ဗျာအခုလိုစိတ်ဝင်စားစရာပုဒ်တရစရာအကြောင်းအရာလေးတွေကိုစင်ဆက်ပြတ်တင်ဆက်ပေးနေတဲ့ကျွန်တော်ရဲ့ page လေးကို like နဲ့ follow လုပ်ပေးကြပါလို့တောင်းဆိုလိုက်ရပါတယ်ခင်ဗျာကျွန်တော်ကတော့ထမ်းမြအောင်ပါနောက်ဝီဒီယိုကျမှပြန်ဆောင်ကြတာပေါ့